Hello တော့မယ်အသေးအတန်ပြေးလာတာ boarding pass final call ဖြစ်နေပြီခေါ်လာလမ်းကိုခေါ်ရတော့အမှတ်တင်တာပါပဲပြေးနေရတာကိုရနေရပြေးဒီဘက်ကပြရတယ်ပြင်မယ်နော်ကိုလည်းဘိုင်းနဲ့ပြန်ရိုက်နော်အားလုံးပဲမင်္ဂလာပါအခုဟိုမိုနိုရေးချောတို့စီးဖို့ပေါ့နော်လေးစိတ်ထဲမှာပဲရှိသေးတယ်ကွာလာလမ်ပူလေးစိတ်ထဲမှာပဲရှိသေးတယ်မလေးရှားနိုင်ငံကွာလာလမ်ပူလေးစိတ်ကနေ immigration ဖြတ်ဖို့အတွက်မိုနိုရေးစီးဖို့စောင့်နေတာပါ Wind Travel ရဲ့ဒါခီးသွားဧည့်သည်တော်တွေပါလိုက်ခဲ့ကြပါအောင်စားရမတက်ပဲရက်လိုက်တော့မယ်နော်ကျွန်တော်ရက်မယ်လားကျွန်တော်ရက်မှာစင်ကူဆိုလဲဒီလိုပဲစီရအဆင်ပြေတယ်ဒီမှာ Wind Travel နဲ့လိုက်ပါတဲ့ဧည့်သည်တွေဒါတော့တိုးလီတာမောက်မှာချုံးမှာကြီးစင်တစ်ချောက်ကိုလိုက်ပါပို့ဆောင်မဲမှာပါဒီဘက်မှာပဲမိသားစုတွေအများကြီးပဲဒါကြတော့သူဟိုလေးစိတ်ရဲ့ immigration ကိုဖြတ်ဖို့အတွက်ဒီ mono train လေးခဏစီးရတာပေါ့နော်ဒီစားမှာ immigration ဖြတ်ပြီးတော့ luggage claim တွေပါလေအကုန်လောက်ရမှာပါပြန်တွေ့ပါမယ်မန်ရဲ့မေးအဲ့ပေါ်အဲ့လိုကျွန်တော်ပြောပြချင်တာလေဒီလားကျူဘီနေရဝေးတော့ဝေးတဲ့ကမှကျွန်တော်တို့ကျူဘီကဝေးဆုံးဖြစ်သွားဝေးတော့ဝေးဆုံးဟုတ်တယ်ဟုတ်တယ်အဲ့ဘုတ်ကလေဟုတ်လားဒီကဘယ်လိုပြောလဲဆိုတော့ဒီဘက်မှာလာပြီးတော့ departure ထွက်တဲ့လူ arrival ရောက်တဲ့လူပေါ့အရင်တော့ဒါတွေမရှိသေးဘူးလို့ပြောတာနှစ်လောက်ဆိုရင်ဟိုကဘယ်လိုခေါ်လဲ bus နဲ့စီးရတာ bus နဲ့စီးသွားတယ်မှာသူကဒါ mono rail လေးထပ်ဆောင်လိုက်တယ်စီးတယ်ဒါပြန်တွေ့ပါမယ်အဲ့ဒီမနေ့ကတော့အခုချောတို့လာကြိုတယ်ပေါ့နော်ဒီမလေးရှားစီးတီးတို့မှာလဲမဲ့တာကားပေါ့နော်ဒါမလေးရှားစီးတီးတို့မှာလဲမဲ့ကားပေါ့တစ်ခြားလုံးခရီးစဉ်တစ်ခြားလုံးလိုက်ဖို့မဲ့ကားပါဒီထဲကိုပစ္စည်းတွေအပ်ဖို့ခုကားထဲကိုပစ္စည်းတွေထည့်ဖို့သွားနေတာပါမိုးတွေကလည်းရွာနေပါတယ်မလေးရှားမှာမိုးတွေရွာနေပါတယ်ထီးတွေဆောင်းလာလို့လည်းတော်ပါသေးတယ်မိုးတွေရွာနေတယ်ဥမာဒါ25ရောက်ပေါ့နော်ထိုးလီတာနဲ့မှ26ရောက်ခုပါမလေးရှားအင်ဒိုစင်ကာပူခီးစဉ်လေးပေါ့လုံးနိုင်ငံခီးစဉ်လေးပါအရန်ပူမယ်လို့ဆိုပြီးတော့တွေးထားတာပေါ့နော်ချိန်ခါမဟုတ်လဲသူကမိုးရွာတယ်ဆိုတော့ထီးတွေဆောင်ခိုင်းထားတော့နည်းနည်းအေးတယ်ဆိုတော့နေလို့ကောင်းသေးတယ်ရသည်ဘူးကအခုဒီကားနဲ့ချောတို့က lunch စားဖို့သွားမှာပါစားတဲ့ဆိုင်ရောက်လို့ရှိရင်ပြန်တွေးပါမယ်အခုချောတို့ KL မြို့တဲကိုသွားနေပါပြီနေ့လည်စာစားဖို့ပေါ့နော်လာကြိုတဲ့ကားလေးနဲ့သွားနေပါပြီခီးစဉ်တစ်ခြားလုံးဒီကားလေးနဲ့တောက်လျှောက်သွားမှာပါလိုက်ခဲ့ကြပါအောင်နော်မိုးလေးကရွာထားတဲ့ခါကျတော့စင်းစင်းဆူဆူလေးဖြစ်နေတာပေါ့မိုးလေးတွေကရွာထားပေါ့ဒါသူတို့ရဲ့ကားလန်လေးတွေပေါ့ရှင်းရှင်းလင်းလင်းနဲ့မြင်ကွင်းလေးတွေမြင်နေရတာပါဧပြီလမှာမိုးရွာနေတာဧပြီလမှာမိုးရွာနေတာမလေးရှားနိုင်ငံရဲ့ရာသီဥတုကဒီပုံစံတိုင်းပဲသွားပါတယ်သူက
equator ရဝန်းရာသီဥတုလို့ခေါ်ပါတယ်အဲဒါကြောင့်နေပူလိုက်မိုးရွာလိုက်ပါပဲ အခုဒီဘက်ကမလေးရှားခိုက်ကနေပြီးတော့သူသွားမဲ့ခီးစဉ် plan လေးတွေကိုရှင်းပြမှာဖြစ်ပါတယ် ဟိုကလေကျမလေးဟိုကဒီစင်ကတ်လေးလေတောင်းထားတဲ့လူတွေလေကျမအားလုံးပေါင်း6ကတ်ပေါ့နော်ဒီအဖွဲ့ထွက်ရထားတာလေအခုလိုချင်လို့ဆိုလို့ရှိရင်ကားတော့သွားနေတယ်ထည့်လို့ဖြစ်မလားမသိဘူးဖြစ်တယ်နော်ဆိုတော့ကျမအပြီးပြောနေတော့ကြားတယ်ကျမခဏလေးထည့်ပြီးတော့လာခဲ့လိုက်မယ်နော်ကျမကိုလက်ထောင်ကျမလည်းစင်ကတ်ကားလို့တဲ့ဟာစာရွက်လေးလိုက်ရှာခဏလေးပြီးတော့မိတ်မဆက်တရားလို့ခဏအမြန်လေးပဲမိတ်ဆက်လိုက်ပါမယ်ကျမနာမည်မအောင်မထွန်းပါကိုရိုနဲ့ဒီဖီးသွား25ရောက်ပေါင်းကျမမအောင်မထွန်းပါကျမတို့သွားမယ်ဟာဒီနေ့ကမလေးရှားကွာလာလမ်ပူမှာတညအိပ်ပါမယ်ဒီနေ့ခုကလေးလေးလည်းစားတော့စားမယ်ပြီးလို့ရှိရင်KL ထဲမှာလဲမယ်ပေါ့တော့ပုံနေမယ်လို့ရှိရဲဒါကတော့ဟို guide ကိုကနေဒီအန်ကရာကဆက်ပြီးတော့ပြောပေးမယ်ပြီးလို့ရှိရင်ဒီနာစားပြီးတော့မှ hotel ဝင်မယ် ရောက်တော့မှာလားရှောင်းအောင်ပဲများပြီနော်အခုကျွန်တော်တို့နေ့လယ်စာလာစားတဲ့ဆိုင်လေးကိုရောက်ပါပြီလိုက်ခဲ့ကြပါအောင်အထဲထဲမှာတော့မလေးရှားမှာဗမာလူမျိုးတွေနဲ့အဆင်ပြေမဲ့ဘာတွေမှာပြီးတော့ကျွေးမလဲတော့မသိသေးဘူးเนาะအဲ့ကြလို့ရှိရင်ပြန်ပြပါမယ်ပထမဦးဆုံးမလေးရှားနိုင်ငံရဲ့အတွေ့အကြုံလေးเนาะလိုက်ခဲ့ကြပါအောင်အချိန်နဲ့တနေကုန်ရှောက်လက်ပြီးသွားတာမို့လို့ပါဒီမှာပါဒီမှာဖူထရာဂျာယာတဲ့ seafood restaurant နဲ့ဒါလေးဒီဆိုင်မှာတွေ့မှာပါနေ့လေစားဒီအခုလာတယ်ပေါ့နော်အခုကားတစ်ချောက်လုံးစီးလာတဲ့ area ပေါ့ဒီထီကကြတော့ तू ကမြန်မာလိုပြောမယ်ဆိုမြန်မာမှာနေပြီးတော့ဟိုဟာတိဆောက်ထားတယ်လို့မျိုးပေါ့ထီအဲ့လိုနေရာမျိုးကြီးမှာပါအဲ့လိုနေရာမျိုးကြီးမှာတစ်ထောက်ချောက်လုံးလာရတာပါခရီးသွားတွေလည်းရမ်းများတယ်ကားတွေတစ်စီးပြီးစိုက်တော့လေအထဲထဲမှာလည်းကိုယ့်အဖွဲ့နဲ့ကိုနေရာတွေရှူဖို့အတွက်အမြန်သွားဥပါပါအောင်မယ်ပြန်တွေ့မယ်အင်းစားဖို့ရောက်တဲ့အချိန်ကဒီကတနာရီနဲ့10မိနစ်ရှိသွားပါပြီစီးဖူးဆိုင်လို့ပြောတယ်ဒီကအရန်လက်ဆက်တဲ့စီးဖူးဆိုင်လို့ပြောရတယ်စီးဖူးဟင်းတွေလည်းမှာပေးထားပါတယ်အခုဒါချတလောက်အစုံလေးပေါ့ဒါကြတော့နေ့လယ်သားစားဖို့ပေါ့နော်ရောက်နေတဲ့ဥစ္စာလေးတွေပါဒီမှာရိုက်ပြလိုက်ပါအောင်နေ့လယ်စားအတွက်အမကျေးဇူးပါအားလုံးပဲစားလိုက်အောင်မယ်လို့เนาะမင်းရှိတ်ရေသုံးဆောင်လိုက်ပါအောင်မယ်အရသာတွေကတော့အခုမှမီးဆန်ကြည့်ရမှာပါဒါပြန်တွေ့မယ်เนาะအခုချောတို့ရောက်နေတာက Independence Square ပေါ့เนาะလွတ်လပ်ရေးရတဲ့နေရာလေးကိုရှောက်နေတာပါအဆောက်အဦတွေကတော့ဒီမှာလေးတအားလှတယ်ဒါသူတို့ရဲ့ရှေ့ရဆန်တဲ့အဆောက်အဦတဲ့เนาะအရှမ်းကိုလှတာပါလွတ်လပ်ရေးရှင်ပြင်ပေါ့เนาะဒီကဒါလှတယ်ဒါခရီးသွားတွေပါတပ်ပုံနဲ့ဖို့အတွက်အချိန်ပေးထားတာပါမျိုးသားတော့မှတ်တမ်းတင်ပြီးနေပါတယ်အဲ့ဒါမှတ်တမ်းတင်ပြီးနေပါတယ်ကျမကိုမှတ်တမ်းတင်ပြီးဆိုရှင်အများကြီးလည်းမှတ်တမ်းတင်ပြီးရပါတယ်အားလုံးပဲမင်္ဂလာပါအခုချောတို့ရောက်နေတာကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရဲ့ Twin Tower ကိုရောက်နေတာပါဓာတ်ပုံတော့မရိုက်ရသေးပါဘူးခရီးသွားတွေလည်းအများကြီးပဲဒီကိုလာကြတာလိုက်ခဲ့ပါအောင်
ဒီမှာပါ Twin Tower အလှတဲ့ပုံလေးတွေလည်းရိုက်လိုက်ပါအောင်မယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရဲ့အလှအပကိုကြည့်ရှုခံစားပေးပါအောင်ချောနဲ့တူရှေ့ပန်းလေးတွေနဲ့လှုပ်ပေးထားတာပါအလှအပလေးတွေရှေ့ပန်းလေးတွေနဲ့အခုချောတို့လည်းဓပုံအလှဓပုံလေးတွေထပ်ပြီးတော့ဒီနားမှာရိုက်ဖို့လူစုလိုက်ပါအောင်မယ် group photo လေးတွေလည်းရိုက်လိုက်ပါအောင်မယ်အားလုံးဆက်လက်ချောရဲ့ဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုဖို့စောင့်နေပေးကြပါအောင်လို့ပြောချင်ပါတယ်ပြန်တွေ့မယ်နော်အခုဒီမှာရောက်နေတဲ့လူအားလုံးကတော့ဓပုံရိုက်နေတဲ့မြင်ကွင်းကြီးကိုအကြီးအကျယ်မြင်ရမှာပါကြည့်ကြည့်ပါအောင်ဓပုံရိုက်နေတဲ့လူတွေအမြောက်များအဲ့ထဲမှာကိုလဲပါတယ်ရိုက်ပြီးပါပြီဒါပေမဲ့ကိုကတော့နည်းနည်းပဲပေါ့နော်ချောရတော့ဒီမှာဓပုံစိတ်ကြိုက်ဒီဘက်လာဓပုံစိတ်ကြိုက်ရိုက်နေကြတာပါပက်လေခရီးသွားတွေလည်းအရန်ကိုများနေပါတယ်ခရီးသွားတွေလည်းအရန်နေများပြီးတော့ပြင်းပြင်းမမတ်နဲ့တနေကုန်ရှောက်လဲနေတာပါသူ့ရဲ့အထင်ကြီးရနေရဆိုတော့လေလူတွေကဒီနေရာတွေအကုန်လာမယ်ဆိုတော့ကားတွေအကုန်စုပြုံရောက်နေကြပါတယ်ဓပုံရိုက်တဲ့နေရာမှာလည်းအကုန်တိုးကျိတ်ရိုက်နေကြတာပေါ့နော်လူရှင်းမှပုံလှလှလေးပုံကောင်းလေးတပုံရိုက်ချင်တဲ့လူတွေအတွက်တော့ဒီနေရာတွေကအဆင်မပြေဘူးခရီးသွားချိန်နဲ့လူတွေရှုပ်ဆက်တွေခတ်နေတာပဲဒါပေမဲ့ပြောစရာကောင်းတယ်လေဘာပဲပြောပင်မလို့ပင်မမှမသိ happy ပြန်တွေ့မယ်လာမမဓပုံရိုက်ပေးရပါချောတို့တဲတဲ့ KL ရဲ့မြို့လယ်ကောင်ရဲ့ဟိုတယ်ဖြစ်ပါတယ်ဟိုတယ်ရိုင်းရဲ့ချောတို့ကဟိုးအပေါ်17ချက်မှာတဲတာပါအခုချောတို့ကဟိုတယ်ကနေပြီးတော့မြို့လယ်ကောင်ချက်ချကြတဲ့ခါကျတော့အနီးနားပတ်ဝန်းကျင်မှာလည်းကဘာကျော် branded တွေအမျိုးစုံရှိတယ် shopping mall တွေကြီးပဲအများကြီးရှိပါတယ်အခုအဲ့ဒါကိုသွားပြီးတော့ချောလေးတို့ကလေးလာပြန်มาဖြစ်ပါတယ်လိုက်ခဲ့ပါအောင်ချောနဲ့အတူတူဒီမှာအများကြီးပဲပေါ့နော်ဒီမှာဒါချောရရဲ့ဒါမျိုးဒီ KL ရဲ့မျိုးလေကောင်ရဲ့ shopping mall တွေပေါ့နော်ညဘက်ဆိုလို့ရှိရင်သူတို့က10နာရီဆိုအကုန်လုံးပိတ်ပါတယ်ဟိုဘက်မှာရောပဲပေါ့နော်ညာစီးပေါ့နော်တရုတ်တန်းဘက်တွေလည်းသွားကြမယ်တစ်ဖွဲ့ပေါ့နော်လိုက်တော့အားလုံးပဲချောနဲ့တူတူကုံတိုက်ကိုသွားမှလိုက်ခဲ့ကြပါအောင်ပြန်တွေ့ပါမယ်ညမှန်လေးတွေတက်ကြည့်မလို့တရားနဲ့လိုက်မလဲလို့ညမှန်တော့ပါလာတယ်ဒါပေမဲ့လှလို့ Uniqlo ဆိုင်နဲ့ရောက်နေတော့လေလူချင်းနေလို့
ကတော့ Oakley design နဲ့ဆင်နေတယ်နော်ဒါလေးနဲ့အောင်လာကျမယောက်ျားလှတယ်တဲ့လှရင်နော်ကြော်လိုက်တော့မယ်โอเคဆိုင်ထဲကိုရှောက်ကြည့်လိုက်အောင်မယ်နော်ဝယ်စရာတွေကတော့အများကြီးပဲExcuse me. This one packet. This one? Packet. Okay. Thank you. Okay. ဟိုဟာကိုဝယ်ချင်တာလေးလည်းရှိတယ်ရှောက်ပြီးတော့လည်းမဝယ်ဘဲနဲ့လည်းရှောက်ကြည့်စရာကြီးလည်းအများကြီးရှိတဲ့အတွက်သွားလိုက်ပါအောင်မယ်ပြန်တွေ့မယ်နော်အခုချောတို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့လေကောင်ကနေပြီးတော့ဟိုတယ်လေးကိုညအိပ်ဖို့ရောက်နေပါတယ်ပထမတော့ဟိုတယ်လေးကိုရိုက်မပြချင်ဘူးအခုနံပါတ်လေးအခန်းနံပါတ်လေးအရန်လှလို့ပြချင်တာ1 လုံးlucky နံပါတ်လေးပေါ့နော်အခန်းလေးကိုလည်းပြပါမယ်ချောနဲ့ဒီလိုက်ကြည့်ပေးပါဒါ2 ယောက်ခန်းလေးပေါ့နော်ဝင်ချင်းကိုဒီမှာ तू ကလှုပ်ထားတာဒီမှာအဝတ်ကလေးတွေချိန်မယ်ပြုမယ်စင်လေးပေါ့နော်လှုပ်ပေးထားပါတယ်ထိုင်ပြီးတော့ဖက်နဲ့တွေပါတွေဝတ်လို့လည်းရတယ်ဒီမှာအဝတ်လေးတွေထားမယ်ချိန်ကလေးနဲ့တက်တက်ရဲဒီမှာထိုင်ပြီးတော့လည်းဖက်နဲ့တွေပါတွေဝတ်လို့ရပါတယ်တခုခုပစ္စည်းတင်လို့ရတယ်ဒါအခန်းထဲကဝင်ချင်းပေါ့နော်ဒီကတော့အခန်းထဲကိုဝင်ပြီးတော့ဒီမှာဘေးစင်မှာမျက်နှာတက်မယ်တော့တိုက်မယ်မျက်နှာတက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ရှာဝါတွေထားပေးထားပါတယ်တာဝါလေးတွေနဲ့ပေါ့နော်ရေချိုးမဲ့တာဝါလေးတွေတပတ်လေးတွေထားပေးထားပါတယ်ဒီမှာကျတော့တော့တိုက်စီတပုတ်တန်ဘီကပ်လေးတွေပေါ့နော်ရှေးမစိုးအောင်လုပ်တဲ့ဟာလေးတွေထားပေးထားပါတယ်ဒီမှာရေချိုးကန်လေးပါဒီမှာ toilet 2 ယောက်ခန်းဆိုပေမဲ့လည်းနေလို့အကျယ်ကြီးပါပဲကျင်းလေးမဟုတ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဗီဒီယိုပါတယ်ဒီမှာမီးဘူးပါတယ်မီးဘူးစင်ပါတယ်ကိုအင်ကြီးတွေပါတယ်ပြန်ပြီးတိုက်ချင်ရတယ်နော်ဒီမှာကျတော့မိကန်တက်တာအသေးလေးပေါ့နော်ထည့်ပေးထားပါတယ်ကိုယ့်ရဲ့အရေးကြီးပစ္စည်းတွေပါလို့ရှိလို့ရှင် password လေးနဲ့ထည့်ပြီးတင်ထားလို့ရပါတယ်ဒီမှာမီးဘူးစင်လေးပေါ့နော်မီးဘူးစင်လေးနဲ့မီးဘူးတိုက်လို့ရပါတယ်ဒီမှာအိတ်တွေကတော့အခုမှချပြီးဘာမှမလုပ်ရသေးဘူးပစ္စည်းတွေအခုမှချပြီးအခန်းနံပါတ်လေးလည်းလှတာနဲ့အခန်းလေးကိုပြချင်လို့ပေါ့နော်တက်တက်ရက်လေးနဲ့2 ယောက်နေလို့အဆင်ပြေတဲ့ဥစ္စာလေးကိုပြချင်တာပါမြို့လေကောင်လည်းဖြစ်တယ်ပေါ့နော်အခုချောတို့ခဏဒီခန်းလေးပြပြီးလို့ရှိရင်ခဏနားယူပြီးလို့ရှိရင်ကိုဟိုတယ်ဘေးနားမှာဆိုလို့ရှိရင် shopping mall တွေအများကြီးရှိပါတယ် area တစ်ဝိုက်လုံးမှာပေါ့နော်အဆင်ပြေတယ်အရမ်းမဲ့ McDonald's ကြက်ကြော် 7-Eleven အကုန်ရှိပါတယ်ဒီထဲမှာဒါကတော့တယောက်အိတ်ကတင်လေး2 ခုပေါ့နော်ဒီမှာခဏအပန်းဖြည့်ပြီး coffee လေးပဲတောက်မဟုတ်ပဲစားထုံလေးနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်အပြင်ကိုကြည့်မဲ့ view လေးပေါ့ဒါအပြင်ကိုမြင်နေရတယ်ပေါ့နော်ည view လေးပေါ့
ဒီမှာကတော့ TV စင်နဲ့မှန်တင်ကုန်ဒါလေးကိုလာပြတာပါအခန်းနံပါတ်လေးလှလို့ပြတာပါပုံမှန်အားဖြင့်ဒီဗီဒီယိုလေးကိုရိုက်ထားလေးမရှိပါဘူးပုံမှန်ခန်းလေးတွေပဲဆိုခန်းနံပါတ်လေးလှလို့ပြတာပါပြန်တွေ့ပါမယ်